သူ့ရဲ့ရေးစားကသူမတယောက်တည်းကိုပဲဘဝဆက်တိုင်းချစ်စေဖို့တည်ဆုံးသွားတဲ့သူ့ချစ်သူကိုလက်ဆောင်ဖြစ်သူမအတွင်းခံမြေမမြက်ခင်ထည့်ပေးလိုက်ပါတယ်နှလုံးသားထဲကလာတဲ့နှုတ်ဆက်ခြင်းတွေအပြီးမှာတော့အမျိုးသမီးကခေါင်းတလားဖုံးကိုဝင်လေးစွာနဲ့ပိတ်လိုက်ပြီးတန်ကြေခြင်းတွေနဲ့ချိတ်ပိတ်ကမြေအောက်မီတာတရအနက်ကိုပို့ဆောင်လိုက်ပါတယ်ရာစုနှစ်တွေဟာမျက်စိတမိတ်တွင်းမှာပဲကုံဆုံးသွားခဲ့ပါတယ်တစ်ချိန်ကလှပစိတ်ငြိမ်ခဲ့တဲ့မြို့လေးဟာခင်မီစိတ်ကမ်းမြို့ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအမျိုးသမီးကတော့အသက်ရှင်နေသေးပါပဲဘာကြောင့်လဲဆိုတော့သူမကမတည်နိုင်တဲ့ဆုံးမတစ်ယောက်ဖြစ်နေလို့ပါသူမဟာသူမရဲ့အတုံးမကျတဲ့လူကိုမေ့လျော့နေခဲ့တာကြာပါပြီဆောက်လုပ်ရေးလုပ်သားတွေကခေါင်းတလားကိုမတော်တဆတူးဖော်မိကြတယ်တန်ကြေချင်းခတ်ထားတဲ့ခေါင်းတလားကိုမြင်တဲ့အခါအလုပ်သမားတွေကအဖိုးတန်ရတနာတွေပါဝင်နေမယ်လို့ယုံကြည်ပြီးစိတ်လှုပ်ရှားသွားကြတယ်ဒါပေမဲ့တန်ကြေချင်းတွေပြတ်တောက်သွားတဲ့အခါကြောက်မက်ဖွယ်ကောင်းတဲ့အဖြူရောင်ငွေတွေခေါင်းတလားထဲကနေထွက်လာပြီးအမဲရောင်အရေးတစ်ခုဝန်းကနေထွက်ပေါ်လာခဲ့ပါတယ်အလုပ်သမားတွေဟာကြောက်လန့်သွားကြပါတယ်သူတို့ဟာနှစ်ပေါင်း200ကြာအိပ်ပျော်နေတဲ့သွေးဆုပ်ဖုတ်ကောင်တစ်ကောင်ကိုလွတ်ပေးလိုက်မိမှမသိခဲ့ကြပါဘူး200ကျော်စာလောင်မိုးတိတ်နေတဲ့သူ့ပိုက်ကိုအရင်ဖြည့်လိုက်ပါတယ်ပြီးတော့ကလော့စ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း200ကသူ့ရဲ့အိမ်လို့ခေါ်ခဲ့တဲ့အင်ဂေဟာစီကိုဝေဝါးနေတဲ့မှတ်ညံတွေတိုင်းလိုက်သွားခဲ့ပါတယ်အဲ့ဒီအိမ်ကမီးတွေလင်းထိန်နေလုံးပဲဆိုတာသူတွေ့လိုက်ရပြီးကလေး2ယောက်ကဆိုဖာပေါ်မှာထိုင်နေရင်ထူးဆန်းတဲ့ကျူးကျော်သူကိုတွေ့လိုက်ရပါတယ်အမဖြစ်သူကဇဝေဇဝါဖြစ်နေပြီးမောင်ဖြစ်သူကတော့သူတို့ရှိမှရှိနေတဲ့လူကနေရံပေါ်ကပကြီးကားတွေကဘိုးဘေးနဲ့တထေရတဲ့တူနေတာကိုတွေ့ပြီးနှင်းသက်သွားခဲ့ပါတယ်